အားလုံးပဲမင်္ဂလာပါရှင်ဟိုရှိ page ကနေကြိုဆိုပါရစေကျွန်တော်နာမည်ဟိုရှိပါဗီဒီယိုတွေလည်းမတင်ပေးပြရကြပြီအခုတော့ဒီဗီဒီယိုလေးပြန်တင်ပေးမယ်နော်2026လည်းရောက်တော့မယ်2025လည်းကုန်တော့မယ်2026လည်းရောက်တော့မယ်ဆိုတော့ကျွန်တော်တို့ဒီ2026မှာဘယ်လိုကြောင်းမြတ်တွေကpotential ရှိလဲအလားအလာပိုကောင်းလဲဘယ်ကြောင်းမြတ်တွေကပို့ပြီးတော့ဒီနာမည်ကြီးလာမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာမလို့အဆုံးထိဆက်လက်ကြည့်ရှုပေးပါအောင်နော်2025 2024 2025ပေါ့နော်ကျွန်တော်တို့ဒီ spinner တွေကတော်တော်လေးကိုမှ hot လာတယ် spinner တွေနာမည်ကြီးလာတယ်အဲ့ဒီအရင်ကလေးကလည်း spinner တွေကပို့ပြီးတော့နာမည်ကြီးလာတယ်ဈေးကောင်းလာတယ်ကျွန်တော်အထင်ပြောရရင်2022 2023လောက်ကနေစပြီးတော့ spinner market ကတိတိတတ်တာကိုကဘာမှာတဟုန်လို့ထိုးဖောက်လာတယ်အဲ့တော့ဟုတ်ပြီ2026ရင်ကြာရင်ရောဘာတွေကနာမည်ကြီးလာမှာလဲကျွန်တော်တို့ဒီ spinner ပေါ့နော်spinner ကသဘောတရား colorful ဖြစ်တယ်အယောင်ဆုံးကြောက်ကလေးတွေပါတယ်အဲ့တော့အယောင်ဆုံးကြောက်ကလေးတွေပါတခြားပါရှိလဲဆို tourmaline ရှိတယ် garnet ရှိတယ်ဒါတွေကလည်းဒီအယောင်ဆုံးနေသူ့မှာလာတဲ့ကြောက်ကလေးတွေကအယောင်ဆုံးနေကျွန်တော်တို့ဒီကြောက်မြတ်ရတနာဆိုတာထက်ကစားလို့ရှိရင်ဒီ designer brand တွေပေါ့နော် designer brand တွေကကျွန်တော်တို့ဒီကြောက်ကလေးတွေကိုအသုံးပြုလာကြတယ်အရင်ကလည်းအသုံးပြုတယ်ဥပမာ Bulgari ကြတော့ကျွန်တော် designer brand ပဲဒါပေမဲ့လည်းသူကကဘာကျော် brand မှာကွာသူငကိုရဲကွာသူက jewelry တွေထုတ်တယ် okay fine အဲ့တော့တခြားသောဒီ designer brand လေးတွေကလည်းအသေးဖြစ်ဖြစ်အကြီးဖြစ်ဖြစ်ကျွန်တော်တို့ဒီကြောက်မြတ်လေးတွေကိုအသုံးပြုပြီးတော့ watch လေးတွေမှာတော့၎င်းလက်ဝတ်ရတနာမှာတော့၎င်းအဲ့လိုမျိုးပေါ့နော်ဒီအသုံးပြုလာကြတယ်အဲ့ခါကျတော့ဒီအယောင်စုံတဲ့ကြောက်လေးတွေကိုပို့ပြီးတော့အသုံးပြုလာရဲဆိုတာကိုကျွန်တော်တို့သတိထားမိလာတယ်အဲ့တော့2026မှာဆိုလို့ရှိရင်ဘာတွေကပို့ပြီးတော့ trendy ဖြစ်လာမလဲဆိုရင် Paraiba tourmaline ကြောင့်ကျွန်တော်နောက်ဗီဒီယိုမှာတက်အသေးသေးရှင်းပြပါမယ်သူကဘရာဇီးနိုင်ငံကထွက်တဲ့ neon blue color ရှိအရန်လှတယ်ပြီးတော့ရင် aquamarine ပြီးရင်ကျွန်တော်တို့ဆက်ပြီးတော့ spinel က2026မှာလည်းဆက် hot နေဦးမှာပြီးရင် tourmaline ကြတော့ tourmaline မှာဆိုလို့ရှိရင်လည်း pink color red color tourmaline လေးတွေပြီးတော့ဒီပေါ့နော်ကျွန်တော်တို့ဒီ teal tourmaline တွေအဲ့ဒါတွေကပို့ပြီးတော့နာမည်ကြီးလာမယ်ပြီးရင် garnet ကတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြောင်ကောင်းစိမ့်တို့เนาะနောက်ဒီရွှေရင်းဝါတို့ဒါတွေကတော့အခုတည်းက demand ကရှိနေပြီးသားမလို့2026မှာလည်းဆက်ပြီးတော့ပါလာအောင်ပါပဲအနီးပြားတော့ပြောစရာမလိုဘူးဒါပေမဲ့အခုကျွန်တော်ညှဝေပေးသွားတဲ့ဟာတွေကကျတော့ semi precious stone လေးတွေကျွန်တော်တို့သိထားတဲ့ semi precious stone တွေမှာဘယ် semi precious stone တွေကဒီ2026မှာပို့ပြီးတော့ popular ဖြစ်လာမလဲလူကြိုက်များလာမလဲဆိုတာလေးကိုကျွန်တော်ကဒီဗီဒီယိုလေးမှာမျှဝေပေးထားရပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအမြဲတမ်းဆုံးထိနှောက်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးကနေပြီးတော့မှဗဟုသုတတွေရရှိလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဒီဗီဒီယိုလေးကပြောထားတဲ့ information လေးတွေကိုအသုံးချပြီးတော့မှဒီ2026ကြာလို့ရှိရင်လည်းကြောက်မြက်ကိုချစ်တဲ့သူတွေကြောက်ပွဲလုပ်တဲ့သူတွေအကုန်လုံးစီးပွားလက်လာပါများတိုးတက်ပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်